အင်္ဂလိပ်တရားဟာတေချင်းတရားတဲ့ပုံဆိုတဲ့ချန်တစ်ခုမှတစ်သက်လုံးကြီးမြင့်လာခဲ့ရပါတယ်။အဲ့ဒီချန်မှာလူတွေကိုပင်လယ်ရေနဲ့တဲ့ငုံရှိုးပြီးကမာကုန်နေတဲ့ပလဲတွေပေါ်ထုတ်ဖို့အတင်းကျပ်လေ့ကျင့်ပေးထားတာပါ။ဒီလောက်ကဘယ်လောက်တော့အနေအများသလဲဆိုရင်ရေကုန်သမားအများပြားအသက်ဆုံးရှုံးခဲ့ကြရပါတယ်။အဲ့ဒီမိန်းကလေးရဲ့တစ်ခုတည်းသောအိမ်မက်ကတော့တနေ့မှအဲ့ဒီချန်တွေကနေလွတ်အောင်ပြေးဖို့ပါ။ဒီနေ့မှချန်ကြီးကျယ်ရေးမှုပါကျင်ညာချက်တစ်ခုထုတ်ပြန်ပါတယ်။အလွန်ကြောက်စရာကောင်းတဲ့ drum 1ရေကန်တွေကနေပလဲတစ်လုံးယူဆောင်လာတိုင်းသူကိုထိုက်တန်တဲ့ဆုချမယ်လို့ဆိုပါတယ်။ drum 1ရေကန်ဆိုတာအလွန်အနေကြီးတဲ့ပင်လယ်သက်ဝါတွေနေထိုင်ရပင်လယ်ပြည်အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအဲ့ဒီကိုသွားတဲ့ရေကုန်သမားတိုင်းဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။ဒါပေမဲ့လွတ်လပ်ခွင့်အရင်စားလောင်နေကြတဲ့ရေကုန်သမားတချို့ကတော့အသက်အန္တရာယ်ကိုမဆိုင်ပဲအဲ့စိန်ခေါ်မှုကိုလက်ခံခဲ့ကြပါတယ်။အဲ့ဒီထဲမှာတောင်ကိုဆိုတဲ့ခေါ်တဲ့မိန်းကလေးလည်းပါဝင်ပါတယ်။သူတို့ကလေတစည်းနဲ့တူတူတောင်ဝင်ရေကန်တွေကိုဥတီထွက်ခွာလာပြီးရောက်တာတဲ့ရေကန်တွေကိုခုန်ချလိုက်ကြပါတယ်။ပင်လယ်ပြင်ကြီးအကြည့်ရတာငြိမ်သက်အေးချမ်းနေပြီမဲ့ရေရောက်ထဲမှာတော့အန္တရာယ်တွေကချောင်းမြောင်းနေပါတယ်။ရေကုန်တွေနဲ့မှာကောင်မလေးကအေယာမကမာခုံကြီးတစ်ခုကိုတွေ့လာပြီးပလဲတလို့အောင်မြင်ရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာချားရေကုန်သမားတွေကသူမစီကနေပလဲကိုလူယူဖို့နောက်ကနေဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီလိုရုံရင်းဆက်ကဖြစ်နေတော့မှာပဲဘန်ဟိုကရေရောက်ထဲမှာပြီးလက်သွားခဲ့ပါတယ်။အခြားလူတွေကပလဲကိုလူကိုပြင်နေတော့မှာပဲရုတ်တဲ့သူတို့စီဥတီလာနေတဲ့ငမန်းကြီးတစ်ကောင်ကိုတွေ့လိုက်ပါတယ်။သူတို့အလုံးထိန်လန့်သွားကြပြီးကောင်မလေးကိုပြစ်ထားခဲ့ကလှီပေါ်အလူလျက်ပြန်တက်သွားပြီးထွက်ပြေးသွားကြပါတော့တယ်